6လခန့်ကြာသွားခဲ့သည်နှင်းပွင့်တယောက်သူမမျော်လင့်ထားသလိုချမ်းသာကြွယ်ဝပြီးခန့်ညားထဲဝါသည့်လူငယ်တဦးနှင့်လက်တွဲခွင့်ရခဲ့သည်သူနာမည်ကအောင်သူကကားကောင်းကောင်းစီးနိုင်ပြီးနှင်းပွင့်လိုချင်သည့်တန်ဖိုးကြီးပစ္စည်းမှန်သမျှကိုလွယ်ကူကူဝယ်ပေးနိုင်သူဖြစ်သည်ကိုဒီနေ့နှင်းတို့အစစ်မြင့်ဈေးဝယ်စင်တာအသစ်ကြီးကိုတွားရအောင်နော်နှင်းပွင့်ကအောင်သူလက်မောင်းကိုတွဲပြီးချွေနှွဲ့လိုက်သည်အောင်သူကပြုံးပြီးခေါင်းညင်ပြသည်ရတာပေါ့နှင်းရဲ့他နဲ့နေအောင်အဲ့ဒီစင်တာကကိုတို့ကုမ္ပဏီဥက္ကဋ္ဌကြီးရဲ့တားဖြစ်သူတခင်လေးအစ်စ်ဖွင့်ထားတဲ့စင်တာပဲဒီနေ့တခင်လေးကိုယ်တိုင်လာစစ်ဆေးဖို့ရှိတယ်လို့ကြားတယ်ကိုတို့တတိထားပြီးတွားရမယ်ဟုတ်လားဒါဆိုအဲ့ဒီတခင်လေးဆိုတာတကယ့်ကိုအထက်တန်းစားအချမ်းသာဆုံးပုဂ္ဂိုလ်ပေါ့နော်နှင်းပွင့်မျက်လုံးများတောက်ပသွားသည်သူမစိတ်ထဲတွင်အောင်သူကိုရွေးချယ်ခဲ့မိသည်မှာအလုံးမှန်ကန်သည်ဟုတွေးကာကိုဂုံယူနေမိတော်သည်